ကဲဥပမာခေါမောမိသားစုအဖွဲ့သားဝင်များအားလုံးနော်အကယ်၍သာကျွန်တော်တို့တွေဒါဒီဒီမှာကိုပြမယ်နော်ဒီဟာကိုသူများကိုစီကိုပို့လာပြီဆိုလို့ဆိုရင်ကိုဘယ်လိုမျိုးလက်ခံရမှာလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်နော်ကဲဒီမှာတစ်ချက်နေလိုက်မယ်တင်းနိုင်လိုက်ပြီးရင်ဒီလိုပေါ်လာမှာဖြစ်ပါတယ်နော်ဒီအစိမ်းရောင်လေးကိုတစ်ချက်နိုင်လိုက်မယ်နော်တင်းအစိမ်းရောင်လေးကိုနိုင်လိုက်ပြီးဆိုလို့ရှိရင်တော့ဒီအောက်ဆုံးမှာဒီမှာကိုပြထားတာတွေ့မေနူမှာနိုင်လိုက်မယ်တင်းမေနူနိုင်လိုက်ပြီးဆိုလို့ရှိရင်ဒီမှာတစ်ချက်နိုင်လိုက်မယ်ခောက်ဆုလဘောခောက်ဆုလဘောမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဖန်လေးတွေကိုဒီလိုမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်เนาะအကယ်၍သာကိုဟာမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်နိုင်လိုက်မယ်တင်းဒီလိုအော်ကြလဘောမှာနိုင်လိုက်မယ်เนาะတွင်းအဲ့လိုမျိုးဖြစ်ပေါ်လာမယ်เนาะအကယ်၍လူတိချွတ်မှာဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်လာမယ်ဒါ username နဲ့ password เนาะဒါအဲ့ဒီအပေါ်ဆုံးမှာကိုရဲ့ ID ကုန်းနံပါတ်ကနှိမ့်ထည့်လိုက်မယ်เนาะ41446အဲ့ဒါအနည်းရောက်မှာကိုပြထားတဲ့အတိုင်းပဲပါပဲเนาะအဲ့ဒါနှိမ့်ထည့်လိုက်မယ် SLA 3456အဲ့လိုမျိုးနိုင်လာပြီဆိုရင်ဒီလို log in ဆိုတဲ့ခရမ်းရောင်လေးကိုနိုင်လိုက်မယ်တွင်းပြီးရင်okay နိုင်လိုက်မယ်တင်းချမ်းဒီမှာဖြည့်လိုက်မယ်ဒါအဲ့လိုမျိုးပဲဖြစ်လာမှာပါတိုင်းလုပ်ကြည့်ပါနော်အကယ်၍သာကိုကနောက်ထပ်ဟာလေးတွေကိုလိုက်ကြည့်နေမယ်ဆိုလို့ရှိရင်တော့အပေါ်မှာဒီတကမှာ PC ကိုဝင်ကြည့်တာဖြစ်ပါတယ်เนาะဒီတကမှာ PC ကိုဝင်ကြည့်တာဖြစ်ပါတယ်ဒါအကယ်၍သာဒီမှာဒီမှာအကယ်၍သာဒီတကမှာ PC ဝင်ကြည့်တာဖြစ်ပါတယ်ဒီမှာကျတော့PV ကိုပြောင်းဝေတာဖြစ်ပါတယ်ဒီမှာကျတော့ EC နဲ့ EB နဲ့ကိုပြန်လွဲပြန်ပြောင်းဖြစ်ပါတယ်ဒီမှာကျတော့ကိုရဲ့ EC တွေကိုထည့်ဖို့သွင်းဖို့ဒီမှာကျတော့PC ကိုမာယူပြီးတာနဲ့ဒါ PC ကိုဝင်စစ်တာဒါမှန်လားတေချာလားအဲ့လိုမျိုးပဲဖြစ်ပါတယ်เนาะလိုက်လို့ကြည့်ပါเนาะဒါအားလုံးကိုအဆင်ပြေကြပါစေတတာ